ညီမလေးကဟိုကတင်ရပနာလို့ခဏထားတာလေ လေကားပေးနေတာဟာ ခဏဂျာကြီးပေးနေတာ အကြာကြီးပေးနေတာဒါအခုပါလာကအိမ်လာကမယူဘောဟလားအမထားတာ လကားထားတာပြီ ဒါအလေကားထားလာပြီလား ဟုတ်တယ် ဟုတ်လားဒါရက်ကွက်အလေကားထားလာပြီလား မဟုတ်သူတို့ဟိုဟာဒီဖွားဖွားကြီးပေါ့ဒီဖွားဖွားကြီးကသူ့သမီးကသူ့တူမကနေပြီးတော့ဒီကောင်မလေးကိုလကားထားတာ အခုပေါ့နော်ဟိုတနေ့ကပူတူကတော့လှူသွားတယ်ပေါ့နော်လှူသွားတဲ့ပတ်စံရှိသေးတာ ဟုတ်ရှိသေးရဲ့ ရှိသေးတယ်ဟာအခုဘာတွေလိုအပ်သေးတယ်နောက်ထပ် ညီမလေးကတောင်းလို့ပြားလို့ခြံအောင်လို့ကိုလေးခွန်လေးနဲ့ဝေစားလေးပေါ့အားလေးမနေ့ကအကိုကူလူကြီးကညီမလေးအားလေးဝယ်တိုက်တယ်အားကြီးအောင်ဝယ် ဘယ်ဟာလဲ မနေ့ကဟိုနေ့ကအကိုကူလူလူခဲ့တဲ့ဟာတော့ညီမလေးအားလေးဝယ်တိုက်တယ်ပေါ့ အခုပါဒီအိမ်လေးမှာဟာဒါအခုပါစောင်းနေခေါင်းနေရော အားလေးတောင်းနေတာပဲ ဩစောင်းဆိုရင်စောင်းဆိုဒီစောင်းလေးပဲရှိတာဟာဩဒါခေါင်းလေးရဒါလေးတွေလား အိုးကတော့မတန်ဟုတ်တလုံး အခုယောက်ျားအောင် ယောက်ျားနေထောက်ဒီလိုလူတွေကြတော့လေကိုဆက်ဆံလာတယ်ဒီလိုလူတွေကြတော့လေကိုကလေးတွေနဲ့တောင်သူတို့ကလေးတွေကိုပြေးမဆောင်ဘူးကိုကလေးတွေရဲ့ယောဂကူးမှဘူးလို့ငါလေးကအများကြီးကြုံတွေ့တော့ဘူးကိုယောက်ျားတမျက်နှာနဲ့လိုက်နေတာဒီကိုမောင်တော်ကပြောလဲအကုန်လုံးပြစ်ထားတယ်ကိုယောက်ျားတမျက်နှာနဲ့လိုက်နေတာဆိုတမန်ပန်းဝန်းကျင်နဲ့တက်အောင်နေတယ်နေပြီမဲ့အစနေသေးတဲ့အခါကျတော့ကိုဝမ်းနေပြီးဝင်ပြီးရတယ်ရှိ အတင်းနာပါနော်ဒီယောဂတွေကလည်းဆေးဖုံးမှတောက်ရင်တက်တန့်ရှိနေနိုင်ပါတယ်နော်ဟိုပေါ့ အမားရွေးနေလုံးပြီးလို့ရှိရင်ဘူးလိုမျိုးတွေဖြစ်ကုန်ရလိမ့်မယ်နော်ဒီမှာလေးဘူးလိုခံစားနေရတဲ့ဝေဒနာလည်းအဲ့လိုအဖြစ်တစ်ခုတည်းကိုပဲကြည့်ပြီးတော့ယူလိုက်မိတာအတွက်မှုလို့ဒီလိုမျိုးယောဂဝေဒနာခံစားရတာသူ့မှာဘာယောဂရှိလဲဆိုတော့ကိုယ်ကလည်းမသိဘူးယူမိလိုက်တယ်အခုတော့ခလေးနဲ့ပဲကိုယ်လည်းဒုက္ခရောက်ပြီးတော့ဘာမှလည်းမလုပ်နိုင်ဘူးယောဂပါဆွဲကတ်တယ်အဲ့လိုမျိုးအမကိုကြည့်ပြီးတော့အမရဲ့ပုံစံလေးတွေကိုကြည့်ပြီးတော့နမူနာလေးတွေယူပြီးတော့ပညာလေးတွေယူကြပါလို့အမတော့ ဒီလိုဘာမှမသိတဲ့လူငယ်လေးတွေနော်မိန်းကလေးတွေယောက်ျားလေးတွေပေါ့နော်ဟိုကိုကတူတူနေပြည့်နေအောင်ပါပေါ့နော်ဟိုအဖော်လေး3ပြည့်3ပေါ့နော်ဟိုအရန်ရန်ကြီးပေါ့နော်ဟိုကိုထင်တာမဆိုင်နဲ့ပေါ့နော်တူတူကဘယ်သူမှပုတ်ခတ်ပြီးပြောတာတော့မဟုတ်ပါဘူးနော်ဒါကမြန်မာတပြည်လုံးကပေါ့နော်ဒီယောဂဆိုတာကူးဆက်လာပြီပေါ့နော်တဖြည်းဖြည်းနဲ့ပြောင်းသွားလာပြီပေါ့လူတွေရတာမသိတာပေါ့နော်ဟိုဒါဒီယောဂတွေကတဖြည်းဖြည်းနဲ့ဟိုကြာသွားရင်နှစ်တည်ကြာသွားရင်အခုတနိုင်ငံလုံးကဖြုတ်သွားလို့ရတယ်ကူးဆက်သွားလို့ရတယ်ပေါ့နော်ဒါတွေကထိမ့်သိမ်းပြီးတော့ဒီလိုမျိုးပေါ့ဒီလိုအဖော်လေးတွေတုံးမယ်နော်ဟိုမကောင်းတဲ့မိန်းကလေးတွေရောမကောင်းတဲ့ယောက်ျားလေးတွေရောပေါ့နော်ဂယူးဆိုင်ပြီးတော့ပေါ့နော်ဟိုစင်ကြင်ပြီးနေသွားမယ်နော်သွေးတွေစစ်ကြမယ်ဟိုတမီးသားဖြစ်ရင်လည်းသူ့မှာမရှိတယ်ကို့မှာမရှိတယ်သွေးစစ်ပြီးတော့ပေါ့နော်ယူကြပေါ့နော်အဲ့လိုမျိုးဆိုရင်ပေါ့နော်ဒီယောဂဒီတစ်နှစ်တွင်းမှာပဲပေါ့မရှိတော့ဘူးเนาะဒီယောဂอ่ะပေါ့เนาะသူကပညာပေးလေးပြောတာပါဘယ်သူမှပုတ်ခတ်ပြီးတော့တယ်ပြောတာမဟုတ်ပါဘူးเนาะအားလုံးတောင်းပန်ပါတယ်မှားတာရှိပြီပေါ့เนาะဟိုအမအောင်ပေါ့เนาะဟိုပူတူဗါလဲစောင်းနေခေါင်းတွေလိုအပ်တဲ့ဟာတွေအကောင်လုံးဆိုင်မှာလိုက်ဝယ်ပြီးမယ်เนาะမမเนาะလိုက်ခဲ့เนาะမเนาะသူပါပေါ့เนาะနေဖို့ပေါ့เนาะအိုးလဲပြသွားပြီနောက်တော့စောင်းနေเนาะမเนาะအကောင်လုံးဒါနေဘယ်လောက်ကြတယ်အားလုံးပါ ခင်းဖို့ရောက်ကြတယ် 2 သိန်းဟော2 သိန်းခွဲကြတယ်နော်ဟိုပါလဲအမားတို့လှူထားတာပေါ့နော်မမျက်နှာပေါ့နော်3 သိန်းပေးရတယ်ပေါ့နော်အဲ့ဒါ9000ပို့ပြီနော်အမားတို့ပတ်စံ9000ပေးပါလိုက်နော်ကုတူကဟိုပါကုတူလှူထားတဲ့ပတ်စံနေရရင်စံတအိတ်ဝယ်ပေးလိုက်နော်အရှိမလေးအလူရှင်လေးတွေစုတောင်းပေးပါ တောင်းပေးလေအခုလိုမျိုးသမီးတို့မိသားစုကိုအခုလိုမျိုးထောက်ပံ့ပေးကူညီပေးတော့မိသားစုကျမ်းမာပါစေချာလေးအရန်ပျော်တယ်အရန်လည်းဝမ်းသာပါတယ်ကျမ်းမာညီမလေးကိုကျမ်းမာအောင်လည်းထောက်ပံ့ပေးတဲ့အတွက်ညီမလေးကျေးဇူးအများကြီးတင်ပါတယ်အာတင်နာနော်ဒါတွေကဆေးပုံမှန်တာဘာမှမဖြစ်ဘူးနော်ညီမနော်ဘာမှမဖြစ်ဘူးနော်မနော်ဒါဆေးပုံမှန်တာ